ဒီပု္ပ္ပာလေးက chapter 6 all question session B မှာမေးသွားတဲ့ပု္ပ္ပာလေးပေါ့နော်ခုဒီကတော့ equation of circle လေးမှာပါတဲ့ဒီပု္ပ္ပာလေးပေါ့နော်ဒီမှာ equation of sphere ဆိုပြီးတော့လေဒီလိုပုံစံတူလေးတစ်ပုဒ်မေးထားသေးတယ်နော်အဲ့ဒါလေး all question လေးမှာဒီဟာလေးနားလေသွားတယ်ဆိုရင်အဲ့ဒီ equation of sphere ပု္ပ္ပာလေးကိုရသွားမယ်ပေါ့နော်ခုအဲ့ဆိုရင်ဒီမှာဒီဟာလေးကိုစမနဲ့တူတူလိုက်ကြည့်မယ်ပေါ့နော်ခုဒီမှာပေးထားတာက equation of circle ကြီးကဒါကြီးပေးထားတယ်ပေါ့နော်အဲ့မှာ center က h1 y1 ဆိုပြီးတော့ပေးထားသေးတယ် radius ကတော့စမတို့ r လို့ပေးထားတယ်ပေါ့အဲ့ဒါမှဒီလိုပုံစံလေးရှာခိုင်းတယ်နော်ဒါဆိုရင်စမတို့ပေးထားတဲ့ center ရဲ့ equation general form နဲ့ပေးထားတာနော် general form ကနေပြီးတော့ center radius ကိုလည်းရှာလို့ရတယ်စမတို့ဒီပေးထားတဲ့ general form ကို standard form ပြင်ပြီးတော့ center radius ရှာမယ်ပေါ့နော်အဲဆိုရင်ပေးထားတဲ့ general equation တွေက x square plus y square minus 4h plus 2y minus 11 equal to 0 လို့ပေးထားတယ်ဒီကနေပြီးတော့စမ perfect square ပြောင်းမှာ perfect square ပြောင်းဖို့အတွက်တူတာလေးတွေကိုစုလိုက်မယ်နော် a square minus 4h b plus y square plus 2y equal to 11နဲ့ညီမလေးတစ်ဖက်ရွှေ့လိုက်တယ်နော်ပြီးရင်စမတို့ကဒီ a square minus 4h ကနေပြီးတော့အဲ့ကနေ perfect square ရအောင်အဲ့ရရှိရမြောက်ဖော်ခင်းကို2နဲ့စားပြီး2ထပ်တင်ဒါဆိုတော့ a square minus 4h plus သူ့ကို2နဲ့စား2ထပ်တင်ဆိုတော့2 square ပေါ့နော်plus y square plus 2y သူလည်းအဲ့တိုင်းပဲ y ရဲ့ရှေ့ကမြောက်ပေါ်ကိန်းကို2နဲ့စားလိုက်ရင်1ရမယ်သူ့ကိုနှစ်ထပ်တင်ဆိုတော့1 square เนาะဒီဘက်မှာ11လေးရှိတယ်ခုဒီ2 square လို့1 square လို့ကိုကအပိုထည့်ထားတာဆိုတော့ဒီဘက်ကိုပြန်ပေါင်းပြီး2 square ဆိုတာက4 1 square ဆိုတာက1ပေါ့နော်ဒါဆိုရင်ဒီဟာလေးက perfect square ပြောင်းလိုက်ရင်ဒီမှာအနှုတ်လေးနော်အဲကြောင့်မို့စမတော့ h minus 2 the whole square plus ဒီနေ့မှာ plus ဆိုတော့ y plus 1 the whole square equal to ဆိုပြီးတော့ဒါလေးနှစ်ခုရှင်းလိုက်ရင်စမတို့က16ရမယ်ပေါ့ဒါ16ရမယ်နော်ဒီမှာဒါကို center radius เนาะဒါဆိုရင် center radius လေးပေါ်သွားပြီเนาะ center ကဒီမှာ h, k ပုံစံလေးเนาะအဲ့မှာgeneral standard form နဲ့ compare လုပ်ယူလိုက်เนาะ standard form ကဒီမှာတင်စမဒီဘက်မှာရေးပြမယ်เนาะ h minus h the whole square plus y minus k the whole square equal to r square ဆိုပြီးရှိရလေเนาะ h တ k ဆိုတာသူ center ပဲဒီ radius ကတော့ r ပဲပေါ့ခုလောလောဆယ်တော့ center က h1 y1 လို့သတ်မှတ်ထားတာเนาะဒီဟာလေးနဲ့ compare လုပ်ပြီးယူလိုက်ရင် center တန်ဖိုးလေးက 2,-1 ဆိုပြီးရသွားမယ် radius ကကြတော့ဒီမှာ r square လေးเนาะဒီမှာ16ဆိုတော့စမတို့က4 square လို့မြင်လိုက်ဒီကအဲ့ဒါလေးတွေကမှားတတ်တယ်เนาะသူ့ရဲ့ formula က r square ဆိုတော့ဒါကို r is equal to 16ဆိုပြီးတော့အဲ့လိုမျိုးယူမိတတ်တယ်เนาะတကယ်နဲ့ဒါကနှစ်ထပ်ကိန်းလေးเนาะ4 square ဆိုတော့ r တန်ဖိုး4ဒီနေရာလေးတတိထားပြီเนาะမှားပြီးတော့ r တန်ဖိုး16လို့ယူခဲ့မိသွားပြီเนาะအဲ့ဆိုတော့ဒီမှာ center radius တည်သွားပြီသူရှာခိုင်းတာလဲ r တဲ့ h1 plus y1 လို့ပြောတယ်ခုဒီမှာ r တန်ဖိုးလည်းတည်ပြီဒီမှာ h1 နဲ့ y1 တန်ဖိုးလည်းတည်ပြီဆိုတော့ကျွန်တော်ဒီထဲကိုအစားသွင်းလို့ရပြီပေါ့နော်အဲကြောင့်မို့ r into h1 plus y1 equal to r တန်ဖိုးက4ဆိုတော့ကျွန်မ4လေးသွင်းလိုက်မယ်h1 ကဒီမှာ2လေနော်အဲကြောင့်မို့2 y1 ကကြတော့ -1 ဆိုတော့တစ်ခါလေး -1 တစ်ခါလေးထည့်လိုက်မယ်အဲဆိုရင်2တဲ့က1ကိုနှုတ်တာ1ပဲနော်1နဲ့ဒီ4နဲ့ရှင်းလိုက်ရင်ကျွန်မတို့4ဆိုပြီးရမယ်အဲဆိုရင်ဒီရဲ့အဖြေက4ပဲဒါက section B ပု္ပ္ပာလေးနော်ဒီလိုလေးပဲတွေ့ရတာပဲဒီနေရာမှာ तू ကequation တော့ circle မဟုတ်တော့ sphere ရဲ့ equation လေးနဲ့ပြောင်းပြီးတော့ဒီမှာ h1 y1 z1 အဲ့လိုလေးပြောင်းပြီးမေးထားတဲ့ပု္ပ္ပာလေးရှိတယ်เนาะအဲ့ဒါလည်း old question လေးမှာပဲအဲ့ပု္ပ္ပာလေးကျတော့နောက်ရကြရင်ဒီလိုမျိုးလေးတွက်ပြပေးမယ်